everybody, welcome back to Noah Gaming. ဒီနေ့ video မှာတော့ကျွန်တော်ရဲ့အကို Lucas နဲ့ကျွန်တော် Noah နဲ့ဒီ Spring Duelist game ထဲမှာ Aquaman နဲ့ Goku နဲ့ချမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဖုန်းကြီးနဲ့ပြုတ်ကြပါဦးခင်ဗျာဆိုတော့ပြောစကားပြေးသွားဆိုတော့စကားမပြောဘဲနဲ့ချရအောင်ဒီအတန်းတောင်းမယ်ဒါမှမပြောနဲ့ဒါရိုက်ချOh my god တေးတော့မယ်ငါတေးတော့မယ်မင်းရတယ်ကွာယော့မင်းတေးမယ်နော်မင်းတေးမယ်ဟာငါကောင်ရက်လိုက်မင်းကောင်ရက်လိုက်ယော့တေးတယ်ဟုတ်တယ်အပေါ်တင်လိုက်ဟုတ်တယ်ကောင်းတယ်ကိုကူကနိုင်သွားပါပြီခင်ဗျာဘယ်ကိုကူကအာကွာမန်းပါကွာမင်းပြောကျွန်တော်ပြောစရာရှိရင် line နဲ့ထည့်ကျွန်တော်လားမပြောကျွန်တော်ဒီနေ့က PC နဲ့ဆော့နေတာမဟုတ်ပါဘူးဒီနေ့ကကြာဖုန်းနဲ့ဆော့နေလို့ဒီနေ့နည်းနည်း line တင်နေရဖြစ်ပါတယ်PC ကကျွန်တော်ပတ်စံလည်းမရှိဘူးဆိုတော့မဝယ်နိုင်သေးပါဘူးကျွန်တော် PC ဝယ်ပေးဖို့ကျွန်တော်ကို PC ဝယ်ပေးဖို့လူတွေအများကြီးရှိလို့ရှိရင်ကျွန်တော်ကို subscribe လေးပေးပါဦးဗျာကျွန်တော် subscribe တော့လို့ပဲအခုမှ subscribe တစ်ပဲရှိသေးပါတယ်ခင်ဗျာအကြောင်းမလို့ကျွန်တော်ကိုချစ်တဲ့လူများကျွန်တော်ဗီဒီယိုကြိုက်တဲ့လူများကိုကျွန်တော်ကြိုက်ပါတယ်လို့ပဲပြောချင်ပါတယ်အဲ့ဆိုဒီနေ့ကတော့ဒီတော့ပါ best of 3 ဆော့ပြပါဆိုတော့ဒီနေ့ကဒီတော့ပါပဲ bye bye ဟုတ်ပါဘူး sorry